ရှိတယ်ကျွန်တော်လာမှတ်တာဒါလည်းပွဲပြပိုင်တာကောင်းပါပါနော်ကဲအဲ့လိုဆိုရင်ဒီဆိုရင်ဒီတကဘိုးတို့ဒီရရဘိုးဒီစနေတိုင်းစပန်ကြဒီဒီထုံးပွဲဆိုပွဲရရတိုင်းဆိုပွဲနော်အဲ့ဒါဆိုပွဲကိုဒီနေ့ဟိုတိုင်းဝင်နေတဲ့စီစဉ်ပါတယ်အဲ့တော့တို့အားလုံးလည်းဘုရားဝိသေဘုရားနဲ့ဆောက်ပွဲကိုရတိုင်းကပူဇော်ပွဲစင်ပါပြုလုပ်၍ဒီတတိုင်ဆောက်ဖို့အခုချိန်ချတာလည်းရဘုရားယတနာတရားယတနာသံဃာယတနာယတနာမြတ်တုပဆရာဓမ္မတို့ကိုယောတိမြတ်နှုတ်လက်စုံမှု၏ရှိကိုပူဇော်ဘုမြော်မှလည်းရောက်တော်ရကြသောကကိစ္စအာရဝကမောဆလကုတုကံစေနာတို့ကြောင့်မိမိတို့သည်မကောင်းသောအတိတ်နမိတ်မကောင်းသောအမင်္ဂလာမကောင်းသောကျိုးချီးကျိုးနှင့်ယောဂပိပယအာသဝေကယအာသဝတယအာသဝတယဒေဝတုဤဒေဝတုဤဘုရားကိုကြောင့်ဖြစ်သောဘုရားကိုကြောင့်ဖြစ်သောနိဗ္ဗာန်နိဗ္ဗာန်နိဗ္ဗာန်ကိုပစ္စယောယယတဟယေရှင်ကသီလဓမ္မသံတုကံကတ္တဝဓမ္မအပမံဒီနကံပါတိသာကဲစင်ကြယ်လို့မြတ်တာတဲ့ဣရိယာပုဂ္ဂိုလ်နဲ့နော်ကိုကျမ်းမာရေးရစင်ကြယ်လို့ထင်လို့ရပါတယ်နော်ယံခတ်တေအန္တရေခတ်တေယောဂခတ်တေဖြစ်ပါစေသာယပါသင်္ဃာ၅ပါးသည်ပြည့်စုံသော၅ပါးသီလကိုကောင်းစွာဘိုးလူငယ်တို့မှနေ့စဉ်နေ့တိုင်းဘုရားသံဃာအာရုကုသိုလ်အမြတ်ယူတော်မူကြပါ